မင်္ဂလာပါ Wonderful Engineering Company ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ hotel တစ်ခုမှာ Green VRV ရဲ့အတွဲလေးတွေတွားရစစ်ဆေးမှာဖြစ်ပါတယ်ဒါကတော့ Wonderful ရဲ့ကျွမ်းကျင်တဲ့ VRF VRV ဆရာကြီးတွေပေါ့နော်နှုတ်ဆက်ပေးပါဦးကဲ Let's go အဲ့ဆိုရင်တွားကြမယ်နော်ဆက်လက်လိုက်ကြည့်ရှုပေးပါဦးလို့ Let's goလက်ရှိတော့စတင်စစ်ဆေးနေပေါ့နော်Green GMV5 တွေပါစစ်ဆေးတွေ့ရှိချက်အရာကတော့ဒီအတွဲမှာပေါ့နော် leakage ဖြစ်နေတာတွေ့ရှိရပါတယ်ကျွန်တော်တို့ leakage ကိုစတင်ပြီးတော့ဒီမှာ leakage ဖြစ်နေလဲစမ်းတက်ပါမယ်စီတွေလည်းယူနေတာတွေ့ရှိရပါတယ်ကျန်တဲ့ဆွေးနေတော့အဲ့တော်ဆွေးနေရမယ်နော်ဟုတ်မလားကွာကျွန်တော်ပါမလားနောက်ပဲမလားဟာလားဒီပါပြီးဖြစ်နေမှာပေါ့အေးဒီဟုတ်ဒီချာကဲလက်ရှိစစ်ဆေးတွေ့ရှိချက်အရာပုံမှန်အားဖြင့်တော့ leakage ဖြစ်ရင်ဒီ pipeline တွေမှာလည်းဖြစ်တတ်တယ်ပေါ့နော်။ကဲတွဲမှာတော့ pipeline မှာမဟုတ်တော့ဘဲနဲ့သူကဒီ gas တိုးလောင်တဲ့တန့်လေးမှာ leakage ဖြစ်နေတာပေါ့နော်။လုံးဝဆွေးပြီးတော့ပေါက်ကမှအကြီးကြီးဖြစ်တယ်ပေါ့နော်။ဒီတစ်လုံးနဲ့ဒီတစ်လုံးကတော့အတွဲလိုက်ဒီအတွဲကိုဒီအတွဲကလက်ရှိပစ္စည်းမရှိတဲ့အတွက်ကျမတို့ရဲ့ဖြည့်ရှင်းနည်းကတော့လက်ရှိဒီတစ်လုံးမသုံးဘူး။ဒါမှလည်း aircon သုံးမပြတ်အောင်လက်ရှိသူဟိုဘက်တစ်လုံးမှာသူနဲ့မျှတဲ့ indoor unit တွေပဲတစ်ချက်အရင် run ပေးမှာဖြစ်ပါတယ်ဒီဘက်တစ်လုံးရဲ့စစ်ဆေးတွေ့ရှိချက်အရာကသူကကျတော့ compressor ကက်လည်းလောင်ထားတာတွေ့ရပါတယ် compressor ကက်မကောင်းပါဘူးပြီး fan ကက်မကောင်းပါဘူးတစ်ချက်ပြပေးပါမယ်နော်ဒါ compressor ကက်လေးပါဒီကက်လေး error ရှိပါတယ်ဒီကက်လည်း error ရှိပါတယ်ဒီကက်နှစ်ကက်ကိုကျမတို့အစ်စ်လဲပေးမှာဖြစ်ပါတယ်အစ်စ်လဲပြီးသွားပြီဆိုရင်ကျမတို့ဒီနောက်ထပ်ဒီတစ်လုံးမှာရော leakage ရှိနိုင်လားဆိုပြီးတော့ပြန် confirm လုပ်ပေးပါမယ်တခြားစစ်ဆေးပြီးတော့မှဒီ set ကိုစပြီးတော့ test run မှာဖြစ်ပါတယ်